ပင်လယ်အောက်ကဦးမဲလွင်ခေါင်းတွေကိုပင်လယ်ကျမ်းပြင်မှာဒီတိုင်းပဲတူးထားတာလို့ထင်နေကြတာလားတကယ်တမ်းတော့ဒီလုပ်ငန်းစဉ်ကထင်ထားတာထက်အများကြီးပို့ပြီးတော့ရှုပ်ထွေးလာပါတယ်သမုဒ္ဒရာထဲမှာရေတွေအပြည့်ရှိနေတာကြောင့်ရေအောက်မှာဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ရတာဟာတကယ်ကိုခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေလို့ပါဒါကိုဖြည့်ရှင်းဖို့အတွက်အင်ဂျင်နီယာတွေက immerse tube method လို့ခေါ်တဲ့ရေအောက်ဦးမင်ထဲသွင်းတဲ့နီလန်းကိုတီထွင်ခဲ့ကြပါတယ်ဒါဟာပင်လယ်အောက်ဦးမင်တွေဆောက်ဖို့အလုံခြုံဆုံးနဲ့အထီးရောက်ဆုံးနီလန်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်ပင်လယ်ကျမ်းပြင်ကိုတိုက်ရိုက်တူးမဲ့အစားအေယာမကွန်ကရစ်ဦးမင်အစိပ်ပိုင်းတွေကိုဂုံးပေါ်မှာအရင်ဆုံးအခိုင်အမာတိစောက်ထားရပါတယ်အဲ့ဒီနောက်မှာတော့ဒီကြီးမားလာတဲ့အစိပ်ပိုင်းတွေကိုတင်ဖော်ရီနဲ့ဆွဲပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းစဉ်စီကိုယူဆောက်သွားရတာပါအဲ့ဒီအပိုင်းတွေကိုမတက်ဆင်ခင်မှာပင်လယ်ကျမ်းပြင်ကနုံးမြေတွေကိုဖယ်ထုတ်ပြီးတော့မြေပြင်ကြီးအောင်အရင်ဆုံးညှိထားရပါတယ်အခက်ခဲဆုံးအပိုင်းကတော့ဒီအေယာမအစိပ်ပိုင်းကြီးတွေကိုရေအောက်ထဲချပြီးတော့တစ်ခုနဲ့တစ်ခုတိတိကျကျချိတ်ဆက်ဖို့ပဲဖြစ်ပါတယ်ဒီအစိပ်ပိုင်းရဲ့ဘေးတစ်ဖက်ချက်မှာရေပေါ်ပေါ်နိုင်တဲ့ကိရိယာလေးတက်ဆင်ထားပြီးရေရဲ့ပင်တင်အားကိုတုံးပြီးတော့တည်ယူပို့ဆောင်ရတာပါလုပ်ငန်းစဉ်စီရောက်ပြီဆိုရင်တော့တမဏိကျိုးတွေနဲ့ပင်လယ်ကျမ်းပြင်ပေါ်ကသတ်မှတ်ထားတဲ့နေရာစီကိုဖြည်းဖြည်းချင်းချပေးရပါတယ်တစ်ခုလုံးကိုလုံဆောင်တဲ့နေရာမှာနေရာချထားမှုနဲ့စောင်းနေတဲ့ထောင်တွေကိုတိတိကျကျထိန်းချုပ်ဖို့လိုအပ်ပါတယ်တက်စင်နေစဉ်အတွင်းမှာအစိပ်ပိုင်းတစ်ခုကြားကကွာဟာချက်ဟာ10 cm အတွင်းမှာလည်းရှိရမှာဖြစ်ပြီးနောက်ဆုံးအဆင့်တိုင်းကြီးတဲ့နေရာမှာလည်းအမှားအယွင်းဟာ15 mm ထက်မကျော်စေရပါဘူးအဆက်တစ်ခုချင်းစီမှာရေလုံးစေဖို့အတွက်ရာဘာကွင်းတွေကိုတက်ဆင်ထားပါတယ်အစိပ်ပိုင်းတစ်ခုကိုဖြီးပြီးချိတ်ဆက်လိုက်တဲ့အခါမှာရာဘာကွင်းကအံဝင်ခွင်ကြားဖြစ်သွားပြီးရေမဝင်နိုင်တဲ့အသားအစီးတစ်ခုဖြစ်သွားစေတာပါအဲ့ဒီနောက်အဆက်ကြားထဲမှာရှိနေတဲ့ပင်လယ်ရေတွေကိုစုပ်ထုတ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့လေဟာနဲ့ဖြီးအားကြောင့်အစိပ်ပိုင်းတွေဟာတစ်ခုနဲ့တစ်ခုပို့ပြီးတော့မြဲကတ်သွားစေတာပါဒီလိုမျိုးအစိပ်ပိုင်းတွေတစ်ခုပြီးတစ်ခုချိတ်ဆက်လာနဲ့အမျှရေရတဲ့ရေအောက်ဦးမင်ကြီးဟာတဖြည်းဖြည်းပေါ်ပေါက်လာတာဖြစ်ပါတယ်နောက်ဆုံးမှာတော့ဒီဦးမင်ကြီးခိုင်ခန့်စေဖို့နဲ့ပင်လယ်ချမ်းပြင်ကိုမူလအတိုင်းပြန်ဖြစ်စေဖို့အတွက်ကြောက်ခဲတွေနဲ့သဲတွေကိုဦးမင်ဘော်ကနေပြန်ပြီးဖုံးဖို့ပေးလိုက်ရပါတယ်